ကာရီရဲ့ United နိုင်ပွဲဆက်အောင်မလားလာမယ့်ဖေဖော်ဝါရီလ1ရက်နေ့ဥက္ကဋ္ဌကွင်းကြီးထဲမှာကစားမယ်Man United နဲ့ Fulham တို့ရဲ့ Premier League ပွဲစဉ်24အတွက်ပွဲကြည့်3သက်ချက်ကိုတင်ဆက်ပေးခြင်းပါတယ်ခုလက်ရှိမှာတော့ United ဟာနီးပြတဲ့ကာရီလက်ထက်မှာအိမ်မက်ဆန်တဲ့ရလဒ်တွေကိုပိုင်ဆိုင်နေပြီးတော့ကဲကိုအားရစရာကောင်းတဲ့ပုံစံမျိုးပြန်ရနေတာပါဒါပေမဲ့သူတို့ရင်ဆိုင်ရမယ့် Fulham ကလည်းဒီရာသီမှာအကောင်းဆုံးပုံစံပြနေတဲ့အသင်းအသင်းဖြစ်နေတာကြောင့်ဒီပွဲကပြည်သက်တွေအတွက်တကယ်ကိုစိတ်လှုပ်ရှားစရာဖြစ်လာမှာပါMan United ရဲ့လက်ရှိအခြေအနေ United ရဲ့လက်ရှိ form ကိုကြည့်မယ်ဆိုရင်တော့တကယ်ကိုအားရစရာပါပြီးခဲ့တဲ့ဘက်ကအမှတ်ပေးစရာကိုဥဆောင်နေတဲ့ Arsenal ကိုဝေးခွင့်မှာ3-9နဲ့နိုင်ယူပြီးသူတို့ရဲ့အရှိန်အဝါကိုပြသခဲ့ပါတယ်အိမ်တိုင်ငင်ကလည်း City ကိုနိုင်ရသေးခဲ့တာကြောင့် Carrick ဟာ United ရဲ့ကစားသမားဘဝတုန်းကပုံစံမျိုးအသင်းကိုပြန်လည်တည်ဆောက်နိုင်နေပြီလို့ပြောရမှာလက်ရှိမှာ United ဟာဒီပွဲစဉ်6ပွဲဆက်ရှုံးပွဲမရှိသေးသလိုအိမ်ဝင်းနောက်ဆုံး10ပွဲမှာလည်းပွဲပဲရှုံးနေထားပါတယ်တကယ်လို့ဒီပွဲမှာသာထပ်နိုင်ခဲ့ရင်တော့ကာရီဟာယခင်နီးပြအမိုရီရဲ့ရှေ့ကြဆုံးနိုင်ပွဲဆက်မှတ်တမ်းကိုပါလိုက်မိသွားမှာပဲဖြစ်ပါတယ်။အဲ့တဲ့ဖူဟန်ရဲ့ချိန်ချောက်မှုဖူဟန်ကလည်း short တွက်လို့မရပါဘူး။သူတို့ကလက်တလော10ပွဲမှာတပွဲပဲရှုံးထားသလို Premier League သမိုင်းမှာသူတို့အတွက်အကောင်းဆုံး10ပွဲဆက်မှတ်တမ်းကိုလည်းရရှိထားပါတယ်။အမှတ်ပေးစရာမှာလည်းအဆင့်4နေရာက United နဲ့4မှတ်ပဲကွာတာကြောင့်ဒီပွဲနိုင်ရင် Champions League ဝင်ခွင့်အတွက်အခွင့်အရေးပိုကောင်းလာမှာထူးခြားတဲ့ချက်ကတော့ Fulham ပထမကြော်တုန်းက United ကိုဂိုးစီတီကြောင်းကစားထားနိုင်တာပါ2003-2004ရာသီနောက်ပိုင်းမှာ United ကိုတရားဒီအတွင်းနှစ်ပွဲစလုံးရှုံးပွဲမရှိအောင်ကစားနိုင်ဖို့သူတို့ပြစ်မှတ်ထားကြိုးစားလာဖို့ရှိနေပါတယ်ထူးခြားချက်များနဲ့ကစားသမားခြေနေ United ရဲ့နောက်ဆုံး5ပွဲဆက်တိုက်မှာဒုတိယပိုင်းတွေကဂိုးပိုများလေးရှိထားပါတယ်ဒါကြောင့်ဒီပွဲရဲ့အကျိတ်နဲ့ရှိဆုံးချိန်ဟာပွဲပြီးကနေဒုတိယပိုင်းဖြစ်လာနိုင်ပါတယ်နောက်ပြီးဒီယာဒီ United ကစားခဲ့တဲ့23ပွဲမှာ18ပွဲအထိကနှစ်ဖက်စလုံးဂိုးသွင်းယူတဲ့ Golden to Score ပွဲတွေဖြစ်နေခဲ့ပါတယ်။ဒါဟာ United ရဲ့ဂိုးသွင်းအားကောင်းသလိုခံစစ်ကလည်းဂိုးတွေပြန်ပေးရတဲ့သဘောကိုပြနေတာကြောင့်ဒီပွဲမှာလည်းဂိုးတွေအများကြီးမြင်ရဖို့ရှိနေပါတယ်။ဇာသမားတွေထဲမှာတော့အဘူမိုက United အတွက်အဓိကအားကိုးရသူဖြစ်ပြီးFulhamဘက်မှာတော့နောက်ဆုံး17ပွဲမှာ10ဂိုးထိပါဝင်ပတ်သက်ထားတဲ့ Harry Wilson ကိုထူးသတိထားရမှာပါ။ဒဏ်ရာပြဿနာအနေနဲ့ United ကလက်လောခြေစွမ်းပြနေတဲ့ဒုက္ခကိုလက်လွတ်ရမှာဖြစ်တယ်လို့Fulhamဘက်ကဆာဆာလူကစ်အနေနဲ့လည်းပါဝင်လာနိုင်မှာမဟုတ်ပါဘူး။ရှာလက်ခံမှန်း3သက်ချက်တွေရတော့ United ရဲ့လက်ရှိယုံကြည်မှုနဲ့အားသာချက်တွေရ United ဟာအိမ်ကွင်းမှာနိုင်ပွဲဆက်ဖို့ရေပန်းစားနေပါတယ်။ဒါပေမဲ့Fulhamကလည်းတံမြန်တိုက်စစ်မှာထက်မြက်တာကြောင့် United ခံစစ်သတိထားရမယ့်ပွဲလည်းဖြစ်ပါတယ်။ BBC Sport နဲ့အားကစား website အများစုရဲ့ခံမှန်းချက်ကတော့ United ဟာFulham ကိုအိမ်ကွင်းမှာ 2-1 သို့မဟုတ် 3-1 နဲ့နိုင်ရသွားမယ်လို့ခန့်မှန်းထားပါတယ်။မိတ်ဆွေအနေနဲ့ရောသူနိုင်မယ်လို့ထင်ပါတယ်လေ။ကွန်မန့်မှာခန့်မှန်းပေးသွားကြပါဦး။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့မေတ္တာရက်ခံတောင်းဆိုအပ်ပါတယ်ခင်ဗျာ။စုံဒီကြည့်ရှုပေးခဲ့တဲ့အတွက်လည်းထူးပဲကျေးဇူးတင်ရှိပါတယ်။